Hello everyone အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့မှာလေးပေါ့နော် verb to be နဲ့သုံးပြီးမှ simple sentence လေးတွေတည်ဆောက်မယ်ပေါ့နော်။ Okay အဲ့တော့အရင်ဗီဒီယိုတွေကြည့်ထားရင်တော့ပိုအဆင်ပြေတာပေါ့နော်။ကျွန်မတနေ့နဲ့နည်းနည်းလေးရှင်းပြသွားတယ်ပေါ့နော်။ Okay ဒီနေ့ကတော့ prepositional phrase လေးနဲ့တွဲပြီးမှ verb to be လေးနဲ့တွဲပြီးမှ simple sentence လေးတွေတည်ဆောက်မယ်။ prepositional phrase ဆိုတော့ဘယ်လိုမျိုးကိုပြောတာလဲဆိုဒီမှာကျွန်မ example လေးတွေရေးပြထားတယ် in the class in the proposition လေးเนาะ phrase လို့ခေါ်တယ်ပေါ့နော်စကားစုဆိုတော့ in the class အတန်းထဲမှာ at school ကျောင်းမှာ near my house ကျွန်တော်ရဲ့အိမ်နားမှာ in the garden ဝင်းထဲမှာ at the park ပန်းခြံမှာ under the tree အပင်အောက်မှာ between the trees အပင်တွေကြားမှာ and then under the bed အဲ့ရအောက်မှာပေါ့ okay ဒါဆိုရင်ဒီ sentence လေးတွေပေါ့နော် sorry ဒီ phrase လေးတွေသုံးမှာကျွန်တော်တို့ simple sentence လေးပြီးစောင့်မယ် okay example ဟုတ်တယ်နော်မနေ့ကပြီးခဲ့တယ်လို့ပဲ I am ကျွန်တော်တန်းမှာရှိတယ်လေI am in the class လို့သုံးရပါတယ် very simple တော့အရင်ကမှယူရှင်းတယ်ကျွန်တော်ကအတန်းထဲမှာရှိပါတယ် I am in the class ဒီညမှာ am ရဲ့အဓိပ္ပာယ်ကရှိသည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ် okay and second one she သူမက is ဆိုတော့ရှိတယ်ပေါ့နော်ဘယ်နားမှာရှိတယ်သူမကျောင်းမှာရှိတယ်လို့ပြောချင်တယ်ဒါဆိုရင် she is at school သူမကျောင်းမှာရှိတယ်လေ she is at school okay and then ကလေးတွေကပန်းခြံထဲမှာဒါဆိုရင် they are at the park သူတို့ကပန်းခြံထဲမှာရှိပါတယ်ပေါ့ okay ဒါဆိုရင်တခြား subject ပေါ့နော်ဒီ subjective pronoun မဟုတ်ဘဲねတခြား subject လေးတွေကိုသုံးပြီးမှအတူတူစောင့်ကြည့်မယ် okay ဒီမှာ sorry ပါဒါ adverb of place မဟုတ်တော့ဘူးเนาะအခုကကျွန်မဒီနေရာမှာမနေ့တုန်းကကျွန်တော် adverb of place လေးသုံးခဲ့တယ်အခုကဒီ adverb of place နေရာမှာဘာလေးပြောင်းယူမယ်လဲဆိုတော့ prepositional phrase လေးပြောင်းယူမယ် prepositional prepositional phrase ဟုတ်တယ်เนาะ okay တစ်ခုလေးပဲပြောင်းတယ်เนาะ okay ဒါဆိုရင် sentence တူတူတိစောက်ကြည့်ရအောင် okay exercise လေးလုပ်ကြည့်မယ်เนาะအဲ့တော့ကျွန်တော်တငယ်ချင်းလေးကအတန်းထဲမှာရှိတယ်လို့ပြောချင်တာကျွန်ုပ်ဤတငယ်ချင်းများ subject ဟုတ်တယ်เนาะအဲ့တော့ကျွန်ုပ်ဤဆိုတော့ my sorry number လေးတက်လိုက်မယ်เนาะ okay ကျွန်ုပ်ဤဆိုတော့ my တငယ်ချင်းများဆိုတော့ friends friends my friends တငယ်ချင်းတစ်ယောက်တည်းကိုဆိုလိုတာမဟုတ်အများဆိုတော့နောက်က လေးလိုက်ပါမယ် my friends are in the class okay okay number 2ဒါဆိုရင် at school အကြောင်းမှာဆရာဆရာမတွေကအကြောင်းမှာရှိကြတယ်အဲဆိုရင် the teachers teachers ဆရာဆရာမများကဆိုတော့ထုံးစံတိုင်းပဲ plural form လေးဖြစ်တဲ့အတွက် verb to be လေးကိုသုံးပါမယ် at school okay 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 နောက်က near my house အဲ့ဒါဘန်ကကျွန်တော်အိမ်နားမှာရှိတယ်ဟုတ်တယ်နော်အဲ့တော့ subject က bank ဖြစ်သွားပြီကျွန်တော်အိမ်နားမှာရှိတယ် okay the bank is near my house okay and then in the garden ပန်းခြံထဲမှာဘာတွေရှိလဲပန်းလေးတွေရှိတယ်ဆိုပါစို့အဲ့တော့ပန်းလေးတွေကပန်းခြံထဲမှာရှိတယ်ဆိုရင် the flowers are in the garden သုံးလို့ရပါတယ်ဟုတ်ပြီနော် okay အဲ့တော့ဒီနေရာမှာပေါ့နော်တကယ်လို့ကျမက the flowers are in the garden လို့ပြောလိုက်တယ်ဒီချိန် place ကိုအထူးပြုပြီးပြောချင်တယ်ဆိုရင် there is there are သုံးလို့ရတာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမှလည်းကျမနောက်လေ့ကျင့်ခန်းသင်ခန်းစာလေးတွေမှာပြောပြပေးသွားမယ်ပေါ့နော်လောလောဆယ်ကတော့ simple sentence လေးတွေကိုပဲအတူတူလိုက်ကြည့်ပေးရအောင်နော် okay နောက်တစ်ခါ at the park ဆိုပန်းခြံမှာဟုတ်တယ်နော် okay ကျွန်တော်ခွေးလေးကပန်းခြံမှာလို့ပြောချင်တယ် my dog is at the park okay under the tree okay တစ်ပင်အောက်မှာဟုတ်တယ်နော်အဲ့တော့စပွဲတွေကတစ်ပင်အောက်မှာရှိတယ်လို့ပြောချင်တယ် the tables are under the tree သုံးရပါတယ် okay and then I lost my motorcycle ကျွန်တော် motorcycle ပြောင်းနေတယ်ဟုတ်တယ်နော်ဆိုမင်းရဲ့ cycle ကတစ်ပင်ကြားထဲမှာလေလို့ပြောလို့ရတယ်ဟုတ်တယ်နော်အဲ့တော့ your motorcycle only one တစ်ခုကိုပဲဆိုလိုတာဖြစ်တဲ့အတွက် verb to be is လေးကိုသုံးလို့ရတယ် is between the trees
သုံးလို့ရပါတယ် Okay under the bed အရာအောက်မှာ Where is my phone ကျွန်တော်ဖုန်းဘယ်မှာလဲ Your phone is under the bed မင်းဖုန်းအရာအောက်မှာလေဟုတ်တယ်မလားမြန်မာလိုစဉ်းစားရင်တော့မင်းဖုန်းအရာအောက်မှာလေဘယ်လိုပြောလို့ပြောရမလဲမသိဘူးဖြစ်နေမယ်ဟုတ်တယ်နော် Where is somewhere မင်းရဲ့ဖုန်းဆိုတော့ your phone ဖုန်းကတစ်လုံးနဲ့ဖြစ်တဲ့အတွက် singular နဲ့ is ကိုသုံးမယ် is အရာအောက်မှာ under the bed ဖြစ်ပါတယ်ဒီနော် Okay ဒီလောက်လေးဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်မဒီနေ့သုံးသွားတဲ့အသုံးလုံးလေးတွေက subject ပါပါမယ်ဟုတ်တယ်နော်ပြီးတော့ verb to be am is အားလေးကိုသုံးပါတယ်နောက်မှာကျွန်တော် prepositional phrase ပေါ့နော် preposition နဲ့စထားတဲ့ phrase လေးကိုသုံးထားပါတယ်အဲ့လိုsubject ရဲ့ verb to be လေးရဲ့ prepositional phrase လေးကိုသုံးခြင်းအပြင်လည်းအရန်ကိုမှအသုံးဝင်နေပေါ့နော်အပြောများတဲ့ daily conversation တွေမှာရောသုံးတဲ့ sentence လေးတွေကိုတိဆောက်လို့ရပါတယ်။ Okay ပါကျွန်မပြောတာနဲ့ပတ်သက်လို့မေးခွန်းလေးတွေရှိတယ်သိချင်တာလေးတွေရှိရဆိုရင် comment မှာမေးခဲ့လို့ရပါတယ်ရှင်။ Bye bye bye. See you again ပါရှင်။